ဖုန်းဒါမှမဟုတ်ကွန်ပျူတာအသစ်ဝယ်တော့မယ်ဆိုရင် specification တွေကိုကြည့်ပြီးခေါင်းရှုပ်သွားဖို့ကြရတယ်မဟုတ်လားဒီနေ့ရွှေလင်းတင်ပြချက်မှာတော့နားလည်ရခက်တဲ့နည်းပညာစကားလုံးတွေကိုရှောင်ပြီးအလွယ်ကူဆုံးဖြစ်အောင်အတူတူဖြေရှာကြည့်ကြပါမယ်ပိုက်ဆံချွေတာပြီးတကယ်ကောင်းတဲ့ပစ္စည်းလေးရချင်တဲ့သူတွေအတွက်ဆိုင်ရာပြလိုက်တဲ့စာရက်ကြီးကဂွေးတာဘာသာစကားတွေလိုဖြစ်နေတတ်ပါတယ်ခဏန်းနေအတိုးကောက်စာလုံးတွေနဲ့ပြည့်နေတဲ့အဲ့ဒီချက်လက်တွေကတကယ်တော့သိပ်ကိုအရေးကြီးတာပါဒါပေမဲ့စစ်မပူပါနဲ့ဒီလိုဝက်ချက်တွေကိုအလွယ်ဆုံးဖော်ထုတ်နိုင်မယ့်နည်းလမ်းလေးရှိပါတယ်ဒီတော့နေပညာအခေါ်အဝေါ်တွေကိုခဏမိထားလိုက်ကြစို့အဲ့ဒီအစားမျက်စိထဲမြင်ရောင်ကြည့်လို့တိတ်လွဲတဲ့နေ့စဉ်သုံးအလုပ်စားပွဲတစ်ခုကိုစစ်ကူးထဲမှာပုံဖော်ကြည့်ရအောင်ဒီလိုပုံဖော်လိုက်တာနဲ့အထက်ကဆီလီကွန်ချစ်ပြားတွေဘယ်လိုအလုပ်လုပ်လဲဆိုတာရုပ်တရက်ဆိုသလိုရှင်းကနေလင်းကနေသဘောပေါက်သွားပါလိမ့်မယ်ဒီနေ့မှာအဓိကအဆင့်5ဆင့်ကိုတွားကြပါမယ် CPU လို့ခေါ်တဲ့ဦးနှုံ RAM လို့ခေါ်တဲ့အလုပ်စားပွဲ storage လို့ခေါ်တဲ့ PC သိမ်းခန်းကိုလိုအပ်ချက်နဲ့ကိုက်ညီမဲ့ specs တွေကြောင့်နောက်ဆုံး smart ကြဝယ်ယူနည်းတွေဆိုပြီးအဆင့်လိုက်ကြည့်တွားကြပါမယ်ပထမဆုံးနဲ့အရေးကြီးဆုံးအစီပိုင်းဖြစ်တဲ့ CPU တနည်းအားဖြင့်ဦးနှောက်ဆိုတာကနေစလိုက်ကြရအောင် CPU လို့ပြောလိုက်ရင် Central Processing Unit ကိုဆိုလိုတာပါတကယ်တော့သူကစက်ပစ္စည်းတစ်ခုလုံးလှုပ်ဆောင်လျက်အရာအလုံးကိုမနာမနေတွက်ချက်ခိုင်းစီနေတဲ့ပင်မနှလုံးသားကြီးဒါမှမဟုတ်အထက်က engine ကြီးလို့ပြောနေမှာမပါဘူးပိုပြီးမြင်သာသွားအောင် CPU ကိုလူဦးနှောင်းနဲ့တိုက်ရိုက်ရှင်ကြည့်လိုက်ပါလူတယောက်မှဦးနှောက်ကနေအရာရာကိုတွေးခေါ်ဆုံးဖြတ်ပေးတယ်လို့ပဲစက်တွေမှာလည်း CPU ကသတင်းချက်လက်တွေကိုစဉ်းစားတွက်ချက်ပေးတာပါဦးနှောက်ဉာဏ်ကောင်းပြီးမြင်မြန်စဉ်းစားနိုင်လေအရာရာကိုမြင်မြန်တုံ့ပြန်နိုင်လေဖြစ်တယ်လို့မျိုး CPU မြင့်ဉာဏ်ဆက်ကလည်းအမြဲတမ်းတွက်လက်နေမှာအတွေးချပါပဲဒါဆိုဘယ်လို processor တွေရှိလဲ internet လောက်ပဲသုံးမယ်ပေါ့ပေါ့ပါပါလောက်ပဲဆိုရင်တော့အခြေခံဖြစ်တဲ့ Intel Core i3 ဒါမှမဟုတ်ဖုန်းတွေမှာဆိုရင် entry level Snapdragon လောက်နဲ့လုံလောက်ပါတယ်ဒါပေမဲ့အလုပ်တွေအများကြီးပြိုင်တူလုံးမယ်ရုံးလုပ်ငန်းတွေသုံးမယ်ဆိုရင်တော့အလက်လက်အဆင့် Core i5 လိုမျိုး mid chip တွေလိုလာပါသည်ကဲလေးလံတဲ့ software တွေသုံးမဲ့ foundation တွေအတွက်ကတော့အမြင့်အစား Core i7 ဒါမှမဟုတ် Apple ရဲ့ M series လို့စွမ်းဆောင်ရည်မြင့် processor တွေမဖြစ်မနေလိုအပ်မှာပါဒုတိယအစိမ်ပိုင်းကိုဆက်သွားကြစို့ဒါကတော့အလုပ်ဘယ်နှခုကိုတပြိုင်နက်တည်းလုပ်နိုင်လဲဆိုတာကိုအဆုံးဖြတ်ပေးမယ် RAM ဆိုတဲ့အလုပ်စားဝယ်ပဲဖြစ်ပါတယ် RAM ရဲ့အရှိကောက်ကတော့ Random Access Memory ပါရှင်းပြောရရင်စက်မှာလက်ရှိဖွင့်ထားပြီးအလုပ်လုပ်နေတဲ့ application တွေအထွတ်ချက်ချင်းသုံးဖို့လိုတဲ့ယာယီနေရာလို့လေးပါကိုဖွင့်ထားသမျှ software တိုင်းဟာဒီ RAM ပေါ်မှာလာပြီးနေရာယူထားတာလို့မှတ်ထားလို့ရပါတယ်ဒီတော့ RAM ကိုအလုပ်လုပ်နေတဲ့စာပွဲတစ်ခုလို့မြင်အောင်ကြည့်ပါစာပွဲကြီးလေးစာရွက်စာတမ်းတွေ file တွေကို deploy နဲ့အများကြီးဖြန့်ထားလို့ရလေပါပဲ file တစ်ခုကိုကြည့်ဖို့နောက် file တစ်ခုကိုဖယ်သိမ်းနေစရာမလိုလို့ဘူးပေါ့ RAM ပမာဏများတာဟာအလုပ်စာပွဲကြီးတာနဲ့အတူတူပါပဲစာပွဲချင်းရင်ပစ္စည်းရှာရခတ်ပြီးအလုပ်နေသွားသလိုမျိုး RAM နဲ့သွားရင်လည်းစက်ကထက်သွားဟန်သွားတတ်ပါတယ်ဒါဆိုဘလောက်ပမာဏကကိုယ့်အတွက်အသင့်တော်ဆုံးလဲ 4GB RAM ဆိုရင်တော့အလုပ်တစ်ခုတည်းကိုပဲပေါ်ပေါ်ပါပါလုံးမဲ့တူတဲ့အတွက်တင်တော်ပါတယ် 8GB RAM ကတော့ software လေးတွေဟိုပြောင်းဒီပြောင်းလုပ်ချင်တဲ့ပုံမှန်ပြုံးပြူးတူတဲ့အတွက်အတိုးလေးလုံလောက်တဲ့ပမာဏပါတကယ်လို့များ game အကြီးကြီးတွေစုံမယ်ဗီဒီယိုတိဖြတ်မယ်ဆိုရင်တော့ 16GB လို့ပမာဏမျိုးကမှအဆင်ပြေချုံမွေးမှသိကြပါတယ်ကဲတတိယမြောက်အပိုင်းကိုရောက်လာပါပြီဒီအပိုင်းကတော့ data အချက်အလက်ကြီးအမြဲတမ်းနေထိုင်မဲ့ storage ဆိုတဲ့ PC သိမ်းတဲ့အခန်းပဲဖြစ်ပါတယ် storage ဆိုတာ data တွေအတွက်အမြဲတမ်းနေထိုင်ရအိမ်မှာစောစောကပြောခဲ့တဲ့ RAM ကအလုပ်လုပ်နေတော့ခဏတာယာယီနေရာပေးတာဖြစ်ပေမဲ့ storage ကတော့ဓာတ်ပုံတွေတည်ချင်းတွေ software တွေကိုစစ်ပေးလိုက်တဲ့အချိန်မှာတော့မပြောက်သွားအောင်ရေရှည်သိမ်းဆည်းပေးထားတဲ့နေရာဖြစ်ပါတယ်ဒီနေရာမှာ 128GB 256GB 512GB စတဲ့ storage ပမာဏတွေကို PC သိမ်းတဲ့အခန်းရွယ်စာတွေနဲ့အနိုင်ရှင်ကြည့်လိုက်ပါအခန်းကျယ်လေးကို PC တွေပို့ထည့်လို့ရလေးပါပဲကိုကရုပ်ရှင်တွေ game အကြီးကြီးတွေအများကြီးထည့်သိမ်းထားခြင်းတွေဆိုရင်တော့အခန်းကျယ်ချဲတနည်းအားဖြင့် storage ပမာဏအကြီးကြီးလိုအပ်လာပြီပေါ့မှတ်ထားရမယ့်နောက်တစ်ချက်က storage မှာအဓိက2မျိုးရှိပါတယ်။ Kit ဖို့ SSD တွေကတော့ဒုံးပြန်တစ်ခုလိုအလွန်မြန်ဆန်ပေမဲ့ဆေးဖို့ကြီးတတ်ပါတယ်။ ရိုးရိုး hard disk တို့မို့ HDD တွေကတော့နေရာအများကြီးရပေမဲ့လိတ်တကောင်လိုအလုံးလောက်တာတော်တော်လေးနေခွေပါတယ်။ဒါကြောင့်အမြန်နှုန်းနဲ့ပမာဏကြကအာတချက်အားနည်းချက်တွေကိုကိုလိုအပ်ချက်နဲ့တေချချိန်ထုတ်ကြည့်ဖို့လိုပါတယ်။အခုဆိုရင်အစိပ်ပိုင်းတစ်ခုချင်းစီရဲ့အလုံးလုံးပုံကိုရှင်းရှင်းလင်းလင်းသိသွားလောက်ပါပြီ။ဒါဆိုရင်ဒီသဘောတရားတွေကိုလက်တွေ့အပြင်ကဘာမှာဘလို့အသုံးချမလဲဆိုတာစက်ကြည့်ကြအောင်။လက်တွေ့မှာကိုဘာလုံးမလဲဆိုတာပုံမူတည်ပြီးရွေးချယ်ရပါမယ်။ဥပမာ online class လောက်ပဲတက်မယ်ဆိုရင်အခြေခံ i3 CPU နဲ့ 4GB ကနေ 8GB RAM လောက်ဆိုအေးစေပါပဲ။ဒါပေမဲ့ programming ရေးမယ်ဆိုရင်တော့စက်ပုံမြန် follow တဲ့အတွက်အလဲအလ i5 ဒါမှမဟုတ် i7 CPU နဲ့ 8GB ကနေ 16GB RAM လောက်ချီလိုလာပါပြီ။တကယ်လို့များ video editing လုပ်မယ် game ဆော့မယ်ဆိုရင်တော့အမြင့်စား CPU တွေအနည်းဆုံး 16GB RAM နဲ့မြန်ဆန်တဲ့ SSD
အပြင်ကြီးမားတဲ့ storage တွေပါမဖြစ်မနေစုဆေးပါဝင်ဖို့လိုအပ်ပါတယ် ဟုတ်ပါပြီနောက်ဆုံးအပိုင်းခေတ်တဲ့စိုင်းသွားပြီးဝယ်တော့မယ်ဆိုရင်ဘလို့စမတ်ချက်ဝယ်မလဲဆိုတော့လက်တွေ့အကြံပြုချက်တွေကိုကြည့်လိုက်ကြစို့ ဘတ်ဂျက်အကအသက်ရှိနေတယ်ဆိုရင်ဘာကိုဦးစားပေးမလဲဆိုတာသိအရေးကြီးပါတယ်ပထမဆုံးကိုနေ့စဉ်ဘာလို့အဓိကလုပ်မလဲဆိုတာသိချသတ်မှတ်ပါ storage အကြီးကြီးရဖို့ထက်စက်မြန်ဖို့ထက် CPU နဲ့ SSD ကောင်းကောင်းကိုသာအရင်ဦးစားပေးမယ်တင်ပါတယ်ဘတ်ဂျက်မလောက်ရင် RAM ကိုနောက်မှထပ်ဆက်လို့ရပါတယ်အရေးကြီးမှတော့တာမန်ပုတ်ပုတ်ပပအလုပ်လေးတွေထက်မလိုအပ်ပဲအမြင့် specs တွေဝယ်ပြီးအဖို့ဝယ်မကုန်ပါစေနဲ့ laptop ဝယ်မလား desktop ဝယ်မလားဆိုတာကလည်းကိုယ့်ရဲ့နေ့စဉ်ဖြတ်သန်းမှုပုံစံနဲ့ကိုက်ညီဖို့လိုပါတယ် laptop လီကနေရာတကာအလွယ်တကူတည်သွားလို့ရပြီးရာအလုံးတစ်ခါတည်းပါပြီးသားပါ desktop ဒီကတော့တည်သွားလို့မရပါပဲတူညီတဲ့ဈေးနှုန်းမှာစွမ်းအောင်ပိုကောင်းတယ်လို့နောက်ပိုင်း PC အသစ်တွေထပ်ပြီးအစီမင့်တင်ချင်တဲ့အခါမှာလည်းအများကြီးပိုလွယ်ကူပါတယ် တပတ်ရက်ဒါမှမဟုတ် second hand set ဒီဝယ်တော့မယ်ဆိုရင်တော့ဒီအချက်လေးချက်ကိုမဖြစ်မနေအစင်လိုက်စစ်ဆေးဖို့အကြံပေးခြင်းပါတယ်ပထမဆုံးအပြင်ပန်းအနာအစာရည်နဲ့မျက်နှာပြင်ကိုတေချာစစ်ပါဒုတိယကဘက်ထရီကျန်းမာရေးကိုစစ်ပါတတိယကရောင်းတဲ့သူပြောထားတဲ့ specs တွေနဲ့စက်ထက်ကတကယ်အချက်လက်တွေကင်ညီမှုရှိမရှိစစ်ပါနောက်ဆုံးအနေနဲ့ USB အပေါက်တွေ keyboard ခလုတ်တွေအားလုံးအလုံးလုံးရလားဆိုတာကိုတေချာလေးစမ်းသပ်ဖို့လိုပါတယ် အဆုံးသက်အနေနဲ့စဉ်းစားစရာမိခွန်းလေးတစ်ခုခြံထားခဲ့ပါစီနီးပညာသတ်မှတ်ချက်စာရက်ပေါ်ကအမြင့်ဆုံးခဏန်းတွေကိုအပြိုင်အဆိုင်လိုက်ဝယ်နေတာလားဒါမှမဟုတ်တကယ်တော့ဝယ်လိုက်တဲ့ specs တွေကကိုယ့်ရဲ့နေ့စဉ်ကြီးမှန်းချက်တွေတကယ်လုပ်ငန်းခွင်လိုအပ်ချက်တွေနဲ့တည်တည်ချာချာကိုက်ညီမှုရှိရလားဆိုတာကိုအရင်ဆုံးစမ်းစစ်ကြည့်စေချင်ပါတယ်မှန်ကန်တဲ့ရွေးချယ်မှုတွေနဲ့အတူကိုယ့်အတွက်အကောင်းဆုံးအဖော်မုံကိုရှာဖွေနိုင်ပါစေလို့စံသတ်ပြုရင်ဒီလေးလာမှုကိုအဆုံးသတ်လိုက်ပါတယ်